င်းမှာအချက်ရောရှိသေးရဲ့လားတရက်ပဲရှိသေးတယ်ငါ့ကိုတစ္ဆာဖောက်ပြီးဟိုဘက်လမ်းထဲကအကင်ဆိုင်မှာသွားဝယ်စားတယ်ပေါ့မင်းစိတ်ကြောင်းတာဘာလို့ဒီလောက်တောင်မြန်ရတာလဲမင်းအဲ့ဒီကိုမသွားရဘူးငါဆိုင်ကအကင်ကိုပဲစားရမယ်ကျမကသူ့ကိုအေးဆက်ဆက်အကြည့်နဲ့ကြည့်ပြီးရှင်ပဲနောက်ဆိုရှင်းဆိုင်မှာလာမစားနဲ့လို့ပြောခဲ့တာမဟုတ်ဘူးလားအခုကြမှာဒီလိုစကားတွေပြောနေတာကိုပြန်ရိုက်နေတာမဟုတ်ဘူးလားလို့ပြန်မေးလိုက်တယ်လီယုံကဒါကိုကြားတော့မျက်နှာတစ်ခုလုံးဒေါသကြောင့်ပြာနှမ်းသွားပြီးမြေပြင်ပေါ်ကအကြော်တွေကိုခြေထောက်နဲ့အမျိုးတကြီးနင်းချရင်ငါပြောတာတွေကစိတ်ဆိုးမှန်ဆိုးနဲ့ပြောလိုက်တဲ့စကားတွေလေမင်းကအဲ့ဒါကိုတော့နားမလည်ဘူးလားအဲ့ဒီနေ့ကမင်းသားအကျွေးတင်းမလျှော့ခိုင်းရင်အခုလိုကိစ္စတွေဖြစ်လာပါမလားပြီးတော့မင်းကအင်တာနက်ပေါ်မှာငါ့ကိုတိတ်ခါချတဲ့ post တွေတင်လို့ငါစီးပွားရေးထိုးကျသွားတာမင်းငါ့ကိုပြန်ရုပ်ပေးရမယ်ဒီနေ့ငါယုံ1000ပိုးစာအကြော်တွေပြင်ဆင်ထားတာ100ပိုးပဲရောင်းရသေးတယ်ကျန်တဲ့အကြော်တွေကိုမင်းကုံအမုန်းဝယ်ရမယ်မဟုတ်ရင်တော့ဒီကိစ္စမင်းနဲ့ငါအေးအေးဆေးဆေးပြီးမှမဟုတ်ဘူးကျမကြားလေးပို့ပြီးရဲချင်းစရာကောင်းလေးပဲလို့ခံစားရတယ်သူ1000ပိုးပြင်ဆင်ထားပြီးမရောင်းရတာနဲ့ကျမနဲ့ဘာမှမဆိုင်ဘူးလေဘာကိစ္စကြောင့်ကျမကိုအကုန်ဝယ်ခိုင်းရတာလဲကျမလက်ထွက်သွားဖို့လုပ်နေတာကိုမြင်တော့လီယုံကကျမရဲ့ level ကိုလက်နဲ့တွန်းလိုက်ပါတော့တယ်ဒီနေ့ဒီငွေယွန်း1000ကိုမပေးချင်လဲပေးရမယ်ပြီးတော့မင်းအင်တာနက်ပေါ်မှာ post ပြန်တင်ပြီးအဲ့ဒီနေ့ကကိစ္စဟာမင်းရဲ့အမားပါလို့ရှင်းလင်းချက်ပေးရမယ်ငါအကင်ဆိုင်စီးပွားရေးအရင်လိုပြန်ကောင်းလာအောင်လုပ်ပေးရမယ်မဟုတ်ရင်တော့ငါမင်းနဲ့အေးအေးဆေးဆေးပြီးမှမဟုတ်ဘူးလီယုံရဲ့အားကတော်တော်တန်တာမှုကျမတူးညစ်ထားတာနဲ့တင်အသက်ရှူရက်လူနီးပါးဖြစ်သွားခဲ့ရတယ်တော်သေးတာကအဲ့ဒီအချိန်မှာလမ်းသွားလမ်းလာတယောက်ရှိနေလို့သူကကျမကိုလီယုံလက်ထဲကနေအချိန်မီဆွဲထုတ်ပြီးကယ်ပေးခဲ့တယ်လမ်းသွားလမ်းလာကကျမဘက်ကနေကူညီပေးဖို့ထွက်လာတာကိုမြင်တော့လီယုံကမတရားခံရတယ်လို့မျိုးဟန်ဆောင်ပြီးငိုယိုအော်ဟစ်လေတော့တယ်အကိုကြီးသူကမင်းကလေးမို့လို့အားနေတဲ့အုပ်စုလို့မထင်လိုက်နဲ့အခုခေတ်ကကြားမတန်းတူညီများဖြစ်နေပြီဗျသူကကျွန်တော်အကင်ဆိုင်စီးပွားရေးကိုဖျက်ဆီးပစ်တာကျွန်တော်မှလောက်ကင်စားတော့เสียမရှိအောင်လုပ်တာဗျအရင်ကဆိုကျွန်တော်ကသူ့ကိုညီမအရင်လေးလို့သဘောထားပြီးအကင်တွေခဏခဏအလကားကျွေးခဲ့တာနှမျောဖို့ကောင်းလိုက်တာဗျမနေ့ကကျွန်တော်သူ့ကိုအကျွေလေးမလျှော့ပေးမိုံနဲ့သူကအင်တာနက်ပေါ်မှာကျွန်တော်ကိုလိုက်ပုတ်ခတ်ပြီးကျွန်တော်အကင်တွေထဲမှာအစိတ်ပါတယ်ဆိုပြီးရှောက်ပြောတာဗျကျွန်တော်မတရားဘူးမဟုတ်လားလီယုံကအဖြူမဲလက်စားပြီးအမှန်ကိုအမှားလုပ်နေတာကိုမြင်တော့ကျွန်မဒေါသထွက်လို့ခေါင်းတွေတောင်မူးနောက်သွားရတယ်ဒီလောကကြီးထဲမှာဒီလောက်တောင်မျက်နှာပြောင်းတိုက်ရဲတဲ့သူရှိရောသလားကျမနှုတ်ကနေပြန်လဲချေပဖို့ဟပ်ပြင်းယုံရှိသေးတယ်လီယုံကကျမရဲ့ပါးကိုလက်ဝါးနဲ့ဖျက်ရိုက်ချလိုက်ပါတော့တယ်မင်းကိုမင်းကလေးမို့လို့အကိုကြီးကမင်းဘက်ကပါလိမ့်မယ်မထင်နဲ့အကိုကြီးကအမှားမှန်ခွဲခြားသိတဲ့သူကအဲ့ဒီအမျိုးသားကမျက်မှောင်ကျုပ်လိုက်ပြီးကျမရဲ့ရှေ့မှာကာစီပေးရင်ရဲစခန်းစီဖုန်းတန်းခေါ်ဆိုလိုက်တော့တယ်ငါကမင်းကလေးမို့လို့ပတ်လိုက်မှာမဟုတ်ဘူးဒါပေမဲ့မင်းရဲ့တစ်ဖက်သက်စကားကိုပဲနားထောင်လို့တော့မရဘူးလေပြီးတော့မင်းကလက်ပါပြီးလူပါရိုက်ရဲသေးတယ်ဒီကိစ္စကိုတော့မင်းရဲတွေနဲ့ပဲရှင်းလိုက်တော့လီယုံတယောက်ချက်ချင်းဆိုသလိုပြပြတလဲဖြစ်သွားပြီးအကိုကြီးရဲ့ရဲတော့မခေါ်ပါနဲ့ဒီလိုကိစ္စတေးသေးလေးကိုရဲတွေတီဒုက္ခပေးနေဖို့လိုလဲဗျာဒါပေမဲ့အဲ့ဒီအမျိုးသားကသူ့စကားကိုလုံးဝနားမထောင်ပဲကျမကိုသူ့နောက်ွယ်မှာအကာအကွယ်ပေးထားလိုက်တယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးကျမကလီယုံကိုခြေထောက်နဲ့အမျိုးတကြီးအားရပါရကန်ထည့်လိုက်တာကြောင့်သူမြေကြီးပေါ်ကိုခွေးကြဆုပ်ကြမှောက်ရက်လဲကျသွားတော့တယ်သူပြန်ပြီးလက်တုပ်ပြန်ဖို့လုပ်ပေးမယ်အဲ့ဒီအမျိုးသားကချက်ချင်းတားဆီးပေးလိုက်တယ်ရဲတွေရောက်လာပြီးစစ်ဆေးမင်းများတဲ့အခါကျမှလီယုံကမတက်တာတဲ့အဆုံးအမှန်တရားကိုမဝင်းမရဲနဲ့ဖွင့်ပြောလိုက်ရတော့တယ်မင်းကတမင်တက်ပြဿနာရှာတာပဲဒီကိစ္စမှာမင်းမတာဝန်အပြည့်ရှိတယ်ငါတို့နဲ့အတူရဲစခန်းကိုလိုက်ခဲ့လီယုံတယောက်ချက်ချင်းပဲအမိကုတ်သွားပြီးကျမကသူ့ကိုကန်လိုက်တာမို့သူကသာနစ်နာသူပါလို့ရှောက်လဲပြန်တယ်ဒါပေမဲ့လမ်းသွားလမ်းလာအကူကြီးကကျမဘက်ကနေတက်တေခံပေးပြီးလီယုံကအရင်စပြီးရိုက်တာဖြစ်ကြောင်းပြောပြခဲ့ပါတော့တယ်ရဲစခန်းထဲဝင်ရတော့မယ်ဆိုတာတေချာသွားတဲ့အခါကျမှသူကကျမရဲ့ရှိမှဒီထောက်ချလိုက်ပြီးညီမလေးရဲ့မင်းလဲငါစီမကင်တွေစားလာတာနှစ်တွေအကြာကြီးရှိပြီပဲဥစ္စာဒီတစ်ချိန်တော့ငါ့ကိုတစ်ချက်လောက်လွတ်ပေးပါဦးငါယူသွားလို့လုံးမိတာပါမင်းကိုငါပတ်စံရုပ်ပေးမယ်လေရမလားဒီတစ်ခါပဲခွင့်လွတ်ပေးပါနော်ကျမကတော့ပတ်စံမမတ်ကြောင်းပြန်ပြောဖို့ပြင်လိုက်ပေမဲ့လမ်းသွားလမ်းလာအကူကြီးကကျမရဲ့နာနာကိုကပ်ပြီးတူတူလေးအကြံပေးလာတယ်လီယုံကိုရဲစခန်းအထိခေါ်သွားရင်တော့မှတိတ်ပြီးကြီးမားတဲ့အပြစ်ဒဏ်ခံရမှာမဟုတ်ဘူးအဲ့ဒါထက်စာရင်ပတ်စံလေးနည်းနည်းပါးပါးယူလိုက်တာကပိုပြီးလက်တွေ့ကြတယ်ကျမလည်းကြတော့ဒါကလည်းဟုတ်တာပဲဆိုပြီးလီယုံနဲ့ရဲစခန်းအပြင်ဘက်မှာတင်တီးတန့်ကြည်အေးဖို့ဆုံးဖြတ်လိုက်တယ်လီယုံတယောက်မျက်နှာပြက်ပြက်နဲ့ရဲရဲကြီးကမ်းပေးလာတဲ့အိတ်တုံဖန်မှငွေသားရွံ9000ကိုဘုံကနေဆွဲလူယူလိုက်တယ်ပြီးတော့အဲ့ဒီပတ်စံထုံးနဲ့သူ့မျက်နှာကိုတစ်ဖက်ဖက်ရိုက်ပြီးမထားဆန်းကားကိုလာဆွားလို့ရမယ်ထင်မနေနဲ့လွယ်လွယ်နဲ့အနိုင်ကျင့်လို့ရတဲ့အထဲမပါဘူးလီယုံမျက်လုံးတွေထဲမှာကျမအပေါ်နာကြီးမုန်းတိမှုတွေချက်ချင်းဖြတ်ထွက်သွားပေမဲ့ဘေးမှာရဲတွေရှိနေတာမို့သူလည်းဒေါသကိုဆက်မပြရဲတော့ဘူးကျမလည်းဒါကိုစိတ်ထဲမထားတော့ပဲအဲ့ဒီပတ်စံကိုယူပြီးစိတ်ကောင်းရှိတဲ့လမ်းသွားလမ်းလာအကူကြီးကိုအင်တာနက်ကျွေးမွေးဧည့်ခံလိုက်ပါတော့တယ်နောက်တစ်နေ့ကုမ္ပဏီကိုအလုပ်လာတော့မှပြဿနာအကြီးအကျယ်တက်နေပြီဆိုတာကိုကျမသိလိုက်ရတယ်တကုမ္ပဏီလုံးမှာကျမရဲ့မဖွဲမရတက်ပုံတွေပြက်နေတာကုမ္ပဏီတကားဝါထဲဝင်လာတဲ့အချိန်ကနေကိုခုံမှာကိုဝင်ထိုင်တဲ့အထိလမ်းတစ်လျှောက်လုံးမှာလူတွေကကျမကိုကြည့်ပြီးတိုးတိုးနဲ့အတင်းပြောနေကြတယ်ကျမအဝိစားမှာတခုခုပေးချင်နေလို့လားဆိုပြီးတန့်စင်ခန်းနဲ့ပြေးဝင်ကြည့်မိပေမဲ့ဘာမှရှိမနေဘူးကုမ္ပဏီရဲ့အရှိကောင်တာဝန်တန်းကကျမနဲ့အကြည့်ချင်းဆုံသွားတော့ပြပြတလဲဖြစ်သွားပြီးခေါင်းကိုချက်ချင်းပြန်ကုန်သွားတယ်ပြီးတော့ဘေးကလူနဲ့တိုးနှက်ခမ်းလုံယုံလေးကပ်ပြောနေပြန်ရောကျမအသက်ကိုပြင်းပြင်းရှူပြီးအရှိကောင်တာစီတန်းတန်းမတ်မတ်လျှောက်သွားလိုက်တယ်ဘာတွေအသေးအတန်ကပ်ပြောနေကြတာလဲပြုတ်ဝက်ချက်တွေများရှိနေလို့လားငါ့ကိုလည်းပေးနာထောင်ပါဦးကောင်တာဝန်ထမ်းကကျမရောက်လာလိမ့်မယ်လို့လုံးဝမထင်ထားတဲ့အတွက်လက်ထက်ကစရင်စရာဖိုင်ရွဲနဲ့တခုခုကိုအလင်းအမြန်ဖုံးအုပ်လိုက်ရင်မလင်ဝေးညီမတို့ဘာမှမပြောပါဘူးမမအထင်လွဲလို့ပါလို့ကမှုရှုတိုးညှင်းရှာတယ်ကျမကတော့လှောင်ပြုံးတစ်ခုပြုံးပြလိုက်ပြီးစရင်စရာဖိုင်ရွဲကိုဘုံကနေဆွဲလန်လိုက်ကအအောက်ကအရာကိုဆွဲထုတ်လိုက်တယ်ကျမရဲ့မဖွဲမရတက်ပုံတပုံကကျမမျက်စိရှိတဲ့မှာထင်းကနေပေါ်လာပါတော့တယ်အဲ့ဒီအချိန်မှာကျမရင်တွေဒိန်းခုန်လာပြီးထိတ်လန့်တုန်လှုပ်မှုနဲ့အတူဒေါသတွေပါအလိမ့်လိုက်ထွက်လာမိတယ်လက်ပုံတွေကလူကကျမနဲ့တပုံစံနဲ့တူနေတာမှန်ပေမဲ့ဒါဟာကျမလုံးဝမဟုတ်ပါဘူးပထမဆုံးအချက်အနေနဲ့ပြောရရင်အဲ့ဒီလူရဲ့ခန္ဓာကိုယ်အချိုးအစားကကျမလောက်တောင်မလှဘူးလေဘေးပက်လေကိုဝေ့ကြည့်လိုက်တော့လုတ်ဖို့ကန်ခက်တွေကကျမကိုလက်ညှိုးထိုးပြီးအတင်းပြောနေကြတာတွေ့ရပေမဲ့ကျမဘာမှလိုက်မရှင်းပြတော့ဘူးဘာလို့လဲဆိုတော့ရှင်းပြနေလဲသူတို့နားထောင်မှာမဟုတ်တယ်လို့
ရှင်းပြလေးဓာတ်ပုံတွေကလူကကျမပဲလို့ပို့ပြီးထင်ကြမှာမို့လို့ပါစိတ်ကိုအတက်နိုင်ဆုံးတည်ငြိမ်အောင်ထားပြီးတာနဲ့ကျမလုံခြုံရေးအခန်းစီတန်းတန်းမတ်မတ်လာခဲ့လိုက်တယ်လာရတဲ့အကြောင်းရင်းကိုပြောပြလိုက်တော့လုံခြုံရေးဦးလေးကြီးကဒေါသတကြီးနဲ့ CCTV ကိုဖွင့်ပေးရှာတယ်သမီးလင်ဝေးဒီနေ့ဦးလေးသမီးနဲ့အတူတေချာလိုက်ကြည့်ပေးမယ်ဘသူကသမီးကိုအကွက်စင်နေလဲဆိုတာသိရတာပေါ့မိန်းကလေးတယောက်ရဲ့အရှက်နဲ့တိတ်ခါကိုဖျက်ဆီးတဲ့ကောင်ကတော့တကယ်ကိုတိရစ္ဆာန်ထက်တောင်ရုံမာတဲ့ကောင်ပဲလုံခြုံရေးဦးလေးကြီးက CCTV မှတ်တမ်းကိုတကွက်ချင်းစီတိတိကျကျလန့်ကြည့်ပေးနေရင်းနဲ့ရင်းနှီးနေတဲ့အရေးတစ်ခုပေါ်လာတဲ့အချိန်မှာပဲကျမကခဏရက်လိုက်ပါဦးလို့ပြောလိုက်တယ်မနက်အစောပိုင်း2နာရီအချိန်မှာလီယုံတယောက်ကုမ္ပဏီတကားဝမှာခိုးကြောင်ခိုးဝဲရောက်နေပြီးလက်ထဲကတပ်ပုံပုံလိုက်ကိုတကားကြားထဲကနေအထဲကိုထည့်နေတာကိုကွင်းကွင်းကွက်ကွက်မြင်လိုက်ရတာပါဒါဟာလီယုံရဲ့လက်ချက်ဆိုတာတေချာသွားတဲ့နောက်မှာတော့ကျမဟာအဲ့ဒီဗီဒီယိုဖိုင်ကိုဖုန်းထဲကိုချက်ချင်းပဲကူးယူသိမ်းဆည်းလိုက်ပါတော့တယ်သမီးလင်ဝေးဒီလိုကိစ္စမျိုးကရဲတိုင်တာအကောင်းဆုံးပဲလို့လုံခြုံရေးဦးလေးကြီးကအကြံပေးပေမဲ့ကျမကောင်းခါပြီးမြင်လိုက်တယ်လီယုံလိုလူရုံမာမျိုးကိုကင်တွယ်ဖို့ဆိုရင်သူ့ကိုတစ်သက်လုံးပြန်မထနိုင်တော့မဲ့အကွက်မျိုးနဲ့မှရမယ်ဆိုတာကျမကောင်းကောင်းသိနေလို့ပါအဲ့ဒါနဲ့ကျမဒေါသတကြီးနဲ့သူ့ကင်ဆိုင်စီသွားပြီးလီယုံကိုတွားရောက်မင်းမြန်းပါတော့တယ်ဒါပေမဲ့သူကတော့ဘာမှမသိတယ်လို့မျိုးဟန်ဆောင်ပြီးလမ်းသွားလမ်းလာတွေကိုပါအော်ဟစ်ကကျမကသူ့ကိုမတရားဆွဆွဲနေပါတယ်ဆိုပြီးငိုပြနေပြန်ရောအရင်တုန်းကအွန်လိုင်းပေါ်ကကိစ္စတွေကြောင့်လူတော်တော်များများကသူ့ဆိုင်မှာလာမဝယ်ကြတော့ပေမဲ့အင်တာနက်တိတ်မသုံးတဲ့လူတချို့ကတော့သူ့ဆိုင်မှာလာဝယ်နေကြတော့မဲ့လေလူကြီးမင်းတို့ရေဒီအယူမပြောတာတွေကိုလုံးဝမယုံကြပါနဲ့ပြီးခဲ့တဲ့တစ်ခေါက်ကကျွန်တော်သူ့ကိုအကျွေးလျှော့မပေးလို့ဆိုပြီးရန်ညိုထားပြီးဆိုင်ကိုတမင်တက်တက်နာမည်ဖြတ်နေတာပါတစ်ဖက်လူကိုအပြစ်ပေးချင်ရင်စင်ကြီးကတော့ရှာတက်ကြတာပဲလေလီယုံကအမှားအမှန်ကိုပြောင်းပြန်လှန်ပြီးလူတွေရှိမှဆက်ပြီးလိန်ညာနေတာကိုမြင်လိုက်ရတဲ့နောက်မှာတော့ကျမလည်းချက်ချင်းပဲကြမ်းပြင်ပေါ်ဖုန်းကနေထိုင်ချလိုက်ပြီးရင်ဘက်စီတီငိုယိုအော်ဟစ်ပစ်လိုက်ပါတော့တယ်ကျမမရှင်းချင်တော့ဘူးရှင်ကျမကဘာလို့သူ့ကိုမတရားဆွဆွဲရမှာလဲမိန်းကလေးတယောက်ကမိမိရဲ့အရှက်နဲ့တိတ်ခါကိုအရင်နှီးပြုပြီးတခြားလူကိုမတရားဆွဆွဲပါမလားကျမမှာကောအရှက်မရှိလို့လားဖြစ်နိုင်ရင်တေးလိုက်ချင်ပါတော့တယ်